မျိုးသမီးဟာသူမကိုကယ်တင်ခဲ့တဲ့အမျိုးသားမှာတောက်ပနေတဲ့မျက်လုံးတွေနဲ့ထက်မြက်တဲ့အဆွဲတစုံရှိနေတာကိုတွေးလိုက်ရလို့အလွန်လန့်ဖြတ်သွားပြီးချက်ချင်းပဲကြောက်လန့်တကြားဖြစ်သွားပါတယ်ထိုအမျိုးသားကလည်းသူမရဲ့တုံ့ပြန်မှုကြောင့်လန့်သွားခဲ့တာပါသူမကသူ့ရဲ့ကျေးဇူးကိုဆက်တဲ့အနေနဲ့အိမ်ချေမဲ့ဖြစ်နေတဲ့ထိုအမျိုးသားကိုသူမရဲ့အိမ်ကိုခေါ်လာခဲ့ပါတယ်ဒါပေမဲ့နောက်တနေ့မနက်သူမနိုးလာတဲ့အခါမှာတော့ထိုမျိုးသားကသူမရဲ့ဘေးနားမှာတင်အိပ်ပျော်နေတာကိုတွေ့လိုက်ရပါတယ်ရှက်လက်ရှက်စိတ်လဲတိုးသွားတဲ့အတွက်သူမဒေါသတကြီးပောက်ကွဲပါတော့တယ်ခဏကြာပြီးနောက်မှာတော့သူမကိုယ်တိုင်ကပဲသူ့ကိုအိမ်မှာနေခဲ့ဖို့ပြောခဲ့တာဖြစ်ကြောင်းသတိရသွားပါတယ်စိတ်ငြိမ်သွားတဲ့အခါမှာတော့ဘာဆက်လုပ်ရမလဲဆိုတာကိုသူမစတင်စဉ်းစားပါတော့တယ်အဲ့ဒီအချိန်မှာပဲထိုမျိုးသားကသူမရဲ့ရည်စားလုပ်ဖို့ကန့်လန့်လာပါတယ်အမျိုးသမီးကစိတ်လှုပ်ရှားသွားပေမဲ့သူကသူမကိုစားပစ်မလားဆိုပြီးစိုးရိမ်နေတော့မှပဲသူမရဲ့ယုံကြည်မှုကိုရယူဖို့အတွက်ထိုမျိုးသားဟာဖောင်းပွားနေတဲ့အမီးတစ်ခုနဲ့ချွန်ထက်တဲ့နေရွက်တစ်စုံကိုတိုက်ရိုက်ထုတ်ပြလိုက်ပါတယ်အဲ့ဒီခါမှသာထိုမျိုးသားဟာတကယ်တော့မြေခွေးတစ်ကောင်ဖြစ်နေမှအမျိုးသမီးတိလိုက်ရပြီးနောက်တစ်ချိန်ထပ်မံအားအသင့်သွားရပြန်ပါတယ်သူကမြေခွေးအဖြစ်ပြောင်းလဲနိုင်တာဟာသူ့ရဲ့စွမ်းအားတစ်ခုဖြစ်ပြီးတကယ်လက်တွေ့မှာတော့သူဟာလူသားစစ်စစ်တာဖြစ်တဲ့အတွက်သူမကိုအန္တရာယ်ပြုမှာမဟုတ်ကြောင်းရှင်းပြခဲ့ပါတယ်ကန်ဆိုးကျင်တော့အဲ့ဒီအချိန်မှာပဲသူမနောက်ကိုတကောက်ကောက်လိုက်နေတဲ့လူချမ်းသာလူပြိုကြီးကအိမ်တကားဝကိုရောက်လာပါတယ်။ပြာရခတ်သွားတဲ့အမျိုးသမီးကထိုအမျိုးသားကိုကုတင်အောက်မှာပုံနေဖို့ပြောလိုက်ပါတယ်။သူမကိုလိုက်ပိုးနေတဲ့သူကအရာအလုံးကိုရိပ်မိလူမိဘဖြစ်သွားခဲ့ပါတယ်။အမျိုးသမီးကသူ့အိမ်ထဲကိုဘလို့ဝင်လာလဲလို့မေးတဲ့အခါမှာတော့သူမရုံခန်းထဲမှာမေ့ကြံခဲ့တဲ့တော့ကိုတုံးပြီးဝင်လာတာလို့သူကပြောပါတယ်။နောက်ဆုံးမှာတော့သူမကထိုလူရဲ့ရည်စားစကားပြောတာကိုညှင်းပယ်လိုက်ပေမဲ့သူကတော့ပြန်ဖို့ညရင်းဆန်တဲ့အပြင်သူမကိုအတင်းအကျပ်နမ်းဖို့တောင်စူးစမ်းပါသေးတယ်။ရုံရင်းဆန်ခတ်ဖြစ်နေစဉ်အတွင်းသူကကတဲ့အောက်ကအမျိုးသားရဲ့အမီးကိုမတော်တဆနင်းမိသွားတာကြောင့်ထိုအမျိုးသားကနာကျင်စွာအော်ဟစ်လိုက်မိပြီးဒါကလာပိုးတဲ့လူကိုလက်ဖြတ်သွားစေပါတယ်လှုပ်ဝက်ချက်တွေပေါက်ကြားတော့မယ်ဆိုတာသိလိုက်တဲ့အမျိုးသမီးကသူမရဲ့ပါဇက်ကိုလက်နဲ့အုပ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ကတဲ့အောက်ကအမျိုးသားဟာလူသားပုံစံနဲ့ပြန်ထွက်လာပါတယ်လာပိုးတဲ့လူကအမျိုးသမီးကိုရီးစားနှစ်ယောက်ထားချင်နေတာလားဆိုပြီးချက်ချင်းဆွဆွဲပါတော့တယ်နောက်တစ်ဖြတ်မှာတော့ထိုအမျိုးသားကသူဟာသူမရဲ့တကယ်ရည်စားဖြစ်တယ်လို့ပြောချင်ပါတယ်ဒါကိုကြားရတဲ့အမျိုးသမီးလည်းသူမကိုယ်တိုင်သဘောမတူရသေးတာကြောင့်အံ့ဩသွားရပြန်ပါတယ်လာပိုးတဲ့လူကသူဟာချမ်းသာရုံတင်မကပဲသူမရဲ့အထက်လူကြီးတထေးလည်းဖြစ်တယ်လို့ချက်ချင်းကြွားပါတော့တယ်ထိုအမျိုးသားကတော့အကယ်၍အမျိုးသမီးကသူ့ကိုမကြိုက်ရင်ပတ်စံဘလောက်ရှိရှိအရေးမကြီးဘူးလို့တုံ့ပြန်လိုက်ပါတယ်ဒေါသအလွန်ထွက်သွားတဲ့တထေးကသူမကိုအလုတ်ထုတ်ပစ်မယ်လို့ပြောပါတော့တယ်အမျိုးသမီးကအကျိုးအကြောင်းရှင်းပြဖို့သူ့နောက်ကိုလိုက်ဖို့ကြိုးစားပေမဲ့ထိုအမျိုးသားကတားဆီးခဲ့ပါတယ်အလုတ်ပြုတ်သွားတာကြောင့်သူမဟာထိုအမျိုးသားကိုအိမ်ကနေချက်ချင်းနှင်ထုတ်လိုက်ပါတယ်နောက်တနေ့မှာအမျိုးသမီးဟာသူမရဲ့တထေးကိုတွားရောက်ရှင်းပြဖို့ပြင်ဆင်နေတော့ထိုအမျိုးသားနဲ့လမ်းမှာဆုံပြန်ပါတယ်သူမကသူ့ကိုဘာလို့ချင်လို့လဲလို့မေးတဲ့အခါသူကသူမနဲ့အတူအလုပ်လုပ်ချင်တယ်လို့ပြောပါတယ်အမျိုးသမီးကသူ့ကိုဂရုမစိုက်ဘဲကုမ္ပဏီစီကိုပဲအပြေးသွားခဲ့ပါတယ်ကုမ္ပဏီကိုရောက်တဲ့အခါမှာတော့ထိုအမျိုးသားကသူမရဲ့နောက်ကနေထက်ချက်မကွာပါလာတာကိုတွေ့ရပြန်ပါတယ်အဲ့ဒီအချိန်မှာပဲသူမကုမ္ပဏီထဲဝင်ခွင့်မရတော့မှန်းတိလိုက်ရလို့လုံခြုံရေးဝန်ထမ်းကိုပေးဝင်ဖို့အတနာခံပေမဲ့ညှင်းပယ်ခြင်းခံခဲ့ရပါတယ်အဲ့ဒီအချိန်မှာပဲသူမရဲ့လုပ်ဖော်ကိုင်ဖက်ရောက်လာပြီးသူမဟာလူပေါင်းဆန်သူမဟုတ်လို့အလုပ်ထုတ်ခံရတာဆိုပြီးလှောင်ပြောင်တရော်ပါတော့တယ်ထိုအမျိုးသားကရှေ့ကိုတက်လာပြီးအမျိုးသမီးကအရန်တော်တာဖြစ်ပြီးသူမရဲ့တထေးကသာစုပ်ပြတ်တက်နေတာလို့ပြောလိုက်ပါတယ်လုပ်ဖော်ကိုင်ဖက်တွေကတော့သူတို့နှစ်ယောက်ကိုအရှက်မရှိတဲ့အတွဲလို့ဝိုင်းပြောကြပါတယ်ထိုအမျိုးသားကသူ့ရဲ့စွမ်းအားကိုသုံးဖို့ပြင်လိုက်စင်မှာတင်မဲ့သူမရဲ့တထေးကရောက်လာပြီးလုံခြုံရေးတွေကိုသူမကိုအပြင်ကိုမောင်းထုတ်ဖို့ချက်ချင်းအမိန့်ပေးပါတော့တယ်